ဒါကတော့ကျမရဲ့ထမင်းဘူးစီရီနံပါတ်3ပါရှင်။ကဲဒီနေ့ဘာဟင်းလေးတွေချက်လာလဲဆိုတာကျမနဲ့တူလိုက်ကြည့်ပေးပါနော်။ဘာဟင်းလေးတွေဖြစ်မလဲ။ဝတ်သားကုန်းမောင်ကြီးကျော်နဲ့ကျွဲကော်တီတုံနဲ့ကစွန်းရိုးနီအရေးတောက်ချက်ကလေးပါ။ဒါကကုန်းမောင်ကြီးကျော်တဲ့ပါဝင်ပစ္စည်းတွေပါ။ဝတ်သားဒါကတော့ကျွဲကော်တီတုံအတွက်နော်။ဝတ်သားကိုဒီမှာအရသာနေပြီးတော့အရင်ဆုံးအရေကုန်လေးတင်းအောင်စီလေးနဲ့ကြော်ပေးလိုက်ပါအရေကုန်လေးတင်းပြီဆိုရင်မြုပ်သီး6တောက်ကလေးကိုကျွန်တော်ကြော်ပြီးတော့ဆယ်ထားလိုက်ပြီးရင်ချင်းစစ်တုံပြူသူ့ကိုထည့်မဲ့အသီးရွက်ကကျွန်မကဒီမှာ2မျိုးပဲတုံးနေပဲတောင်းရှည်ကြီးနဲ့မုံလောင်းနေပါပြီးရင်အသီးရွက်နူဖို့ရေလေးနည်းနည်းထည့်ပြီးတော့အဖုံးလေးအောက်ထားလိုက်ဆော့ဆက်ပါမယ်ကြာပင်ကပြားရဲ့အကြီးပင်ကပြားရဲ့အနောက်ခယူးစီနှမ်းစီလေးနည်းနည်းထည့်ပြီးလို့ရှိရင်ခုနကျမတို့ကြော်ထားတဲ့ဒီအသီးရွက်နော်ပုံမှန်ကြော်လေးကိုအဲ့ဒီဆော့ကလေးကိုထည့်လိုက်ရတာအကျဲကျမကဒီပေါ်နော်ဒီအနက်အတွက်မြို့ကောင်းမှုနဲ့အရာတော်လေးပါလေးထပ်ပြလိုက်။ဒါဆိုရင်ပုံမှန်ကြော်တော့ရပြီနော်။ဒါကတော့ကစမျိုးနီးချင်းရင်းလေးပါ။ဒီကတိတုတ်ကတော့ချစ်တုန်နီးမြုပ်သီးမိုးဒီစားအချိုမုံနဲ့တမယာရည်နည်းနည်းပေါ့အဲ့ဒါလေးထည့်လိုက်ပါတယ်။ဒီချက်သားနေလေးလိုက်ပါ။ဒါကတော့ဝတ်သားကုန်းမောင်ကျော်ပါဒီဝတ်သားကုန်းမောင်ကြီးကျော်ကလေကျမတို့အခုခေတ်မှာစားနေတဲ့ကုန်းမောင်ကျော်ပုံမျိုးမဟုတ်ဟိုးခေတ်တုန်းကကျမတို့ငယ်တုန်းကစားရတဲ့ဒီပေါ့ပိန်းငပြာကြီးများလေးအယောင်မဲမဲလေးနဲ့ဒီဝတ်သားကုန်းမောင်ကျော်စတိုင်ပါဒါကတော့ကျွဲကော်တီတုတ်ကလေးပါရှင်ခုသမင်းကြိုက်လေးစပြင်နေပါပြီအုံမောင်ကြော်လေးထည့်တယ်စက်သားနဲ့လည်းတုံးလို့ရရနော်စက်သားနဲ့လည်းစားကောင်းပါတယ်ဒါကျွဲကော်တီတုတ်ဒါကစုံရိုးနေချင်းရင်ဟင်းလေးပါကဲအခုတော့ကျမရဲ့ဖွယ်ရစုံလေးနဲ့ထမင်းဘူးလေးတော့ရပါပြီရှင်ကျမဗီဒီယိုလေးကိုကြည့်ပေးရတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်